ကောင်းသောညပါ12/17/2025ဗုဒ္ဓဘူးညချမ်းလေးမှာ Peaceful Light Channel လေးကနေဆွေးနွေးချင်တဲ့အကြောင်းအရာလေးကတော့ကျမတို့ဘဝမှာဘယ်အရာကိုအလိုချင်ဆုံးလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့ဘဝမှာကျမတို့အတွက်ဘယ်အရာကအရေးကြီးဆုံးလဲကျမတို့ဘဝအတွက်ဘယ်အရာကိုအလိုချင်ဆုံးလဲငွေကြေးပြည့်စုံမှုပြည့်စုံတဲ့မိသားစုဘဝကျန်းမာပျော်ရွှင်တဲ့ဘဝစိတ်ချမ်းသာမှုစသည်ဖြင့်အဖြေတွေအမျိုးမျိုးဖြစ်နိုင်ပါတယ် Peaceful Light Channel လေးအနေနဲ့ဆွေးနွေးရရင်ကျမဘဝအတွက်အလေးချင်ဆုံးအရာကအမှားအမှန်ကိုခွဲခြားလက်ခံနိုင်တဲ့စိတ်အေးချမ်းမှုလို့ဖြေပြစေငွေကြေးပြည့်စုံတော့လဲစိတ်လုံခြုံမှုမရတဲ့အခါကျမတို့တွေဟာစိတ်ပူလောင်ခြင်းကိုခံစားကြရမှာပါပဲပြည့်စုံတဲ့မိသားစုဘဝလေးကိုကျမတို့အများစုကတောင်းတကြပေမဲ့ကျမတို့စိတ်ရဲ့စစ်မှန်တဲ့ငြိမ်းချမ်းမှုမရှိဘူးဆိုရင်လောကတဘာဝအရာပြည့်စုံတဲ့မိသားစုတွေကနေတဦးတစ်ယောက်ခွဲခွာသွားတဲ့အချိန်မှာတော့ကျမတို့တွေဟာပြင်းထန်သောစိတ်ပူလောင်မှုကိုခံစားကြရပါတယ်ကျန်းမာပျော်ရွှင်သောဘဝကိုလိုချင်ကြတယ်ဟုတ်ပါတယ်ကျန်းမာခြင်းသည်လက်ကြီးတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့ကျမတို့တွေသည်သက်ရှိတွေဖြစ်တဲ့အတွက်သက်ဆုံးတိုင်ကျန်းမာပျော်ရွှင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးတနေ့မှာမကျန်းမာခြင်းတွေကြုံလာရတဲ့အခါမှာလောကတဘာဝတရားကိုအမှန်တိုင်းလက်ခံပြီးအေးချမ်းတဲ့စိတ်နဲ့နေနိုင်ဖို့အလွန်အရေးကြီးပါတယ်မကျန်းမာသည့်တိုင်ငြင်းဆန်လို့မရတဲ့လောကအမှန်တရားကိုလက်ခံပြီးအေးချမ်းတဲ့စိတ်နဲ့နေနိုင်တဲ့အခါကျမတို့တွေဟာခန္ဓာကိုယ်နာတော့လဲကျမတို့ရဲ့စိတ်အေးချမ်းတဲ့အတွက်မကျန်းမာမှုကိုလည်းအေးချမ်းစွာကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကျမဘဝအတွက်ဘယ်အရာကိုအလိုချင်ဆုံးလဲလို့မေးလာခဲ့ရင်လောကအမှန်တရားတွေကိုကောင်းစွာလက်ခံနိုင်တဲ့အေးချမ်းတဲ့စိတ်ကိုပိုင်ဆိုင်ခွင့်ရပါစေလို့ဖြေပြစေရှင်။ကျမတို့တွေအားလုံးဟာကျမတို့ရဲ့နေ့စဉ်ပြုမှုပြောဆိုနေတဲ့အရာတွေကိုသတိကပ်ပြီးဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကျမတို့တွေအားလုံးဘယ်လိုအရာမျိုးကိုမဆိုစိတ်ပူလောင်မှုကင်းရအောင်ကျမတို့ရဲ့ကိုယ်နှုတ်စိတ်ကိုနေ့စဉ်အေးချမ်းအောင်အတူပြောထောင်ကြစို့နော်။